Hello, 여러분 알로베 밍라바 준 코리아가 봐. 디네 마로 여러분 코리아고 장다대ဖို့ အစီအစဉ်ရှိတယ်ဘလို့ကျောင်းလေးတွေရွေးလို့ရမလဲကျောင်း update တွေကဘာတွေရှိလဲကျောင်းသားတွေအများစုစဉ်းစားကြတဲ့အပိုင်းပေါ့နော် budget ဒီ financial ဘိုင်းဆိုင်ရာမှာတက်တာအောင်ဒါမှမဟုတ်ရင်လည်းကိုယ့်ရဲ့ငွေကိုအရင်ဆုံးမကော့အောင်ဘလို့တွေလုပ်လို့ရလဲဆိုရဲအချက်လေးတွေပြပြပေးတာပါမယ်ရှင်။ကဲကျောင်းတွေဘလို့ရွေးရမလဲဆိုတော့ကျမတို့ကအရင်ဗီဒီယိုတွေမှာပြောတော့ပဲကျောင်းသားတွေရဲ့အသက်အမှတ်ပြီးရင်ကိုရီးယားစာအရေးချင်းtopic level ပြီး education gap year ဒါတွေပေါ်မူတည်ပြီးတော့မှ program တွေရွေးပေးရတယ်အကြောင်းတွေရွေးပေးရတယ်ပေါ့နော်ချို့ကြတော့လည်းအကြောင်းဦးစားပေးရွေးကြရရှိတယ်ချို့ကြတော့လည်း program ဦးစားပေးရွေးကြရရှိတယ်ပေါ့နော်အခုကကြတော့12လပိုင်း intake ကအနည်းဆုံးဆိုတော့လေ12လပိုင်း intake မှာတော့ D4 program ပဲရှောက်လို့ရမယ်ဒါကြောင့်မလို့ D4 အတွက်ကိုပဲကျွန်မဦးစားပေးပြီးပြောလိုက်ပါမယ်ကျောင်းသားတွေကgap year တွေနဲ့တဲ့အသက်ငယ်တဲ့အမှတ်တွေကောင်းကြတယ်ဒါမှမဟုတ် topic level တွေမြင့်ကြတယ်ဆိုရင်တော့ဒီလိုလူတွေအတွက်ကတော့တိတ်ပြီးတော့စိုးရင်စရာမရှိဘူးပေါ့လေနော်စိုးရင်စရာမလိုလို့တော့မဟုတ်ဘူးပေါ့စိုးရင်စရာနဲတယ်သူတို့တက်ကကြောင်းကောင်းရွေးလို့ရတယ်ဒါမျိုးတွေရှိတယ်ကဲလို့ကိုကအသက်အကြီးနေတယ်ဘွဲမရသေးဘူး topic လည်းမရှိသေးဘူးဒါကိုမှ D4 နဲ့သွားချင်ပါတယ်ဆိုလို့ရှိရင်တော့ကျမတို့ကျောင်းလေးတွေတခြားရွေးရတော့မယ်ပေါ့နော်ဒီကတော့ကျမတို့ကျောင်းသားတွေရှောက်ချင်တဲ့ရှောက်ဖို့စိတ်ဝင်စားတဲ့အကြောင်းမျိုး qualification နဲ့လည်းကိုက်ညီတဲ့အကြောင်းမျိုးလည်းဖြစ်ရမယ်ဗီဇာမှာလည်း contact ကောင်းတဲ့အကြောင်းမျိုးဖြစ်ရမယ်ကျောင်းသားတွေရောက်ချင်းစီရဲ့ pain point ပေါ်မူတည်ပြီးတော့မှသူတို့နဲ့အဆင်ပြေနိုင်မဲ့ကိုက်ညီမဲ့အကြောင်းမျိုးကိုကျမတို့ကစဉ်းစားပြီးရွေးပြရတယ်ပေါ့နော်ဒီနေ့မှာအဓိကပြောချင်တာကကျတော့ကျမတို့ D4 program အတွက်ကိုကျမတို့အရင်ကကျောင်းသားတွေအရန်ကြိုက်ပြီးတော့ဝင်ရခက်ခဲခဲ့တဲ့ကန့်သက်ချက်တွေအရန်များခဲ့တဲ့အကြောင်းတွေဖြစ်တဲ့ကျောင်းသုံးကျောင်းအကြောင်းပြပြပေးချင်ပါတယ်ပထမတစ်ကျောင်းကတော့ဆောင်းကျန်းကွမ်း University ဖြစ်ပါတယ်ဒီဆောင်းကျန်းကွမ်းဆိုတဲ့နာမည်တော့တချို့ K-drama ပရိသတ်တွေရင်းနှီးကြမယ်ထင်တယ်ဆောင်းကျန်းကအရှို့တော့ဆိုတဲ့ဒီအရင်တုန်းကနန်းနင်းဇာတ်ကားလေးပေါ့နော်ကျမတို့ stage ကျောင်းသူဘွားတော့ကအရန် hot ဖြစ်ခဲ့တဲ့ drama လေးပေါ့အဲ့ကလေးကအဲ့တော့ဆောင်းကျန်းကွမ်းနာမည်ကတော့တော်တော်များသိကြရပေါ့နော်ဒီဆောင်းကျန်းကွမ်းကတော့ကိုရီးယားမှာကျောင်းတက်တဲ့အရင်ဆုံးကျောင်းလို့ပြောလို့ရတယ်။အဲ့တော့ဒီကျောင်းလေးကအစင်လာနဲ့ကြီးမားတယ်။အရင်တော့ကဒီကျောင်းကိုတက်ရှင်တဲ့ကျောင်းသားတွေမှာကြိုက်ရင်တော့မှပဲဝင်ခွင့်ခက်ခဲခဲ့တဲ့ကျောင်းမျိုး။အခုဒီကျောင်းကကျတော့ဆိုးမှရှိတယ်။တက်25နှစ်အောက်သတ်မှတ်ထားတယ်။တက်အမှတ်350ရှိုံနဲ့ရှောက်ထားလို့ရတယ်။ VCL ချပေးတယ်။ visa တနိုင်ဖြစ်ထားတဲ့သူတွေတော့ apply လုပ်လို့မရပါဘူး။မြန်မာ CKC နှစ်ခုလုံးလက်ခံပေးတယ်။ interview လည်းမရှိဘူးပေါ့နော်။ interview ဖြေရမှာတောက်တဲ့သူတွေဆိုရင်တော့ဒီကြောင်လေးရွေးသေးတယ်နော်။ကျောင်းသားခါကတော့တစ်နှစ်စာသွင်းရမှာ application fees ကကျတော့ကိုရီးယားဝမ်8000 tuition fees ကတော့ semester တစ်ခုကို18သိန်း8000နဲ့တစ်နှစ်စာ83သိန်း2000သွင်းရမှာဖြစ်ပါတယ် application fees ကိုတော့ကိုကျောင်းကို apply လုပ်တဲ့အချိန်မှာသွင်းရမှာဖြစ်ပြီးတော့ကျောင်းသားခါကတော့ကျောင်းဝင်ခွင့်ရမှာဒါသွင်းလို့ရပါတယ်နောက်ကျောင်းကတော့ Inha University ဖြစ်ပါတယ် Inha ကတော့ Incheon မှာရှိပြီးအစိုးနဲ့နီးတယ်လို့ပြောလို့ရတဲ့နေရာမျိုးပေါ့နော် Inha University ကတော့ engineering နဲ့ပတ်သက်ရင်အရင်နာမည်ကြီးတယ်ရခင်ကဆိုလို့ရှိရင်သူ့မှာသတ်မှတ်ချက်အမှတ်လေးတွေqualification လေးတွေကနည်းနည်းမြင့်ထားတယ်ပေါ့နော်အခုမှဆိုလို့ရှိရင်တော့အသက်အမှတ်ကန့်သက်ချက်မရှိတော့ဘဲနဲ့ရှောက်လို့ရမှာဖြစ်ပါတယ်ဒီကျောင်းလေးကလည်းအခုဆိုရင် VCL ထပ်ပေးတဲ့ကျောင်းတွေမှာပါတယ်ပေါ့နော်ကျောင်းပြီးနောက်ပိုင်းအလုံးရရှိတဲ့နေရာမှာပေါ့နော်သူက number 4လောက်ထိကိုရထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းပြီးနောက်ပိုင်းအလောက်ကိုင်းခွင့်လန်းတွေကိုရှာဖွေခြင်းနဲ့ကျောင်းသားကျောင်းသူတွေအတွက်ကိုအရန်ကိုတင်တော်တဲ့ကျောင်းလေးပေါ့နော်ကိုက language program တက်ပြီးတာနဲ့ degree bachelor master စသဖြင့်တက်သွားပြီးတော့အလောက်ကိုင်းခွင့်လန်းတွေခိုင်မာမာနဲ့ဖန်တီးခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီကျောင်းလေးကိုရွေးတင်တယ်ဒီကျောင်းလေးကကြတော့ application fees က1သိန်းသွင်းရတယ် tuition fee ကကြတော့ semester တစ်ခုကို114သိန်းနှုန်းနဲ့
တစ်နှစ်စာကို156သိန်း dormitory deposit အနေနဲ့ကကျတော့5သိန်းသွင်းရတယ် double room single room ဆိုပြီးတော့လည်းရွှေ့လို့ရသေးတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ဒါအင်ချုံလေးစိတ်ကနေနိုင်ဝက်လောက်ပဲဝေးတဲ့နေရာမှာလည်းရှိတယ်ဆိုလည်းညီလာကုကြည်တန်ကြီးသွားလို့ရတယ်ဒါပေမဲ့ဆိုမျိုးပေါ်မှာလို့ဈေးမကြည့်ဘူးအကြောင်းပြနာပိုင်း career focus ထားခြင်းနဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ရွှေ့သင့်တဲ့ကျောင်းလေးပေါ့နော်နောက်ဆုံးတစ်ကျောင်းကတော့ဒေကူမြို့မှာရှိတဲ့ကယ်မြောင်း University ဖြစ်ပါတယ်ကယ်မြောင်း University ကိုမသိဘူးဆိုရင်တော့ F4Z ကတော့သိကြတယ်ဟုတ် F4Z ကမှာပါတဲ့ရှင်းဟွာကျောင်းကတော့ဒီကယ်မြောင်းကျောင်းကိုပဲဒါအခြေပြုပြီးရိုက်ထားတာပေါ့နော်ကျောင်းကဘတ်ဘလောက်လှလဲဆိုတော့ဒါမေးစရာမလိုတော့ဘူးကျမတို့ state ကျောင်းသူဘွားတော့လည်းဒီဇာတ်ကားတွေကိုကြည့်ပြီးတော့ကိုရီးယားကိုကျောင်းတက်တဲ့ဆင်တဲ့အိမ်မက်လေးတွေရှိခဲ့တယ်ပေါ့နော်ဒီကျောင်းလေးကိုတက်ဆင်တယ်ဆိုလို့ရှိရင်အရင်ကဆိုရင်ရှစ်တန်းကိုရဲ့အမှတ်တွေပြရတယ်အခုဆိုရင်ရှစ်တန်းကိုရဲ့အမှတ်စင်းတွေလည်းမတောင်းတော့ဘဲနဲ့ဖြေလျှော့ပေးလိုက်ပြီ ECU ကျောင်းဖြစ်လို့ VCL လည်းရတယ်အသက်ကတော့25နှစ်အောက်လက်ခံမယ်ဆယ်တဲ့အမှတ်350အထက်ဆိုရင်ရှောက်လို့ရပါတယ်တကယ်လို့350အောက်ဖြစ်နေတယ်ဒါပေမဲ့ဂေများကျောင်းလေးကိုရှောက်ချင်တဲ့ဆိုရင်လည်းရှောက်လို့ရတဲ့ပုံစံလေးတွေရှိတယ်ပေါ့နော်ကျမတို့ Train Korea မှာအသေးစိတ်လေးစုံစမ်းနိုင်ပါတယ်ဒီကျောင်းကဗီဇာတနိုင်ထိထားတဲ့သူလည်းရှောက်လို့ရတယ်စီးမရသေးနဲ့မိုဖာနဲ့ပဲရှောက်ပြီးတော့စီလက်ဆောင်ပေးတယ်မြန်မာစီ KC လက်ခံတယ် application fees နေနေကတော့1သိန်းသွင်းရပြီးတော့ကျောင်းလာခ semester တစ်ခုကို173သိန်းသွင်းရတယ်တစ်နှစ်စာဆိုရင်တော့ tuition fee 154သိန်းသွင်းရတယ်ပေါ့နော်ကဲအခုပြပေးသွားတဲ့ကျောင်း3ကျောင်းကတော့အခုလာမဲ့12လပိုင်း intake မှာရွေးသင့်တဲ့ကျောင်းလေး3ကျောင်းဖြစ်ပြီးတော့ဒါကျမတို့ Train Korea နဲ့ recommend လေးပေးခြင်းတယ်ပေါ့နော်ဒီကျောင်းလေးတွေကို apply လုပ်မယ်ဆိုရင်တော့ဗီဇာက D41 ရရှိမှာဖြစ်ပြီးဒီကျောင်း3ကျောင်းစလုံးဟာ ECU ကျောင်းနေဖြစ်တဲ့ကြောင့်မလို့ VCL ရမှာဖြစ်ပါတယ်ဒါကြောင့်မို့မြန်မာပြည်တန်ရုံမှာပြန်ဝင်ရင်ရှိုမနီထက်ပြစရာမလိုတော့ဘူးကိုရီးယားလာဝကဘက်မှာလည်းပဲကျွန်တော် visa confirmation letter ရမယ်ပေါ့နော်ကျောင်းတွေရဲ့ ranking ကလည်းပြန်မေးစရာမလိုတော့အောင်ကိုရန်ကောင်းတဲ့ကျောင်းတွေဖြစ်တယ်ဒီနောက်ပိုင်းကျောင်းသားတွေတော်တော်ကန်ကောင်းတယ်နော်ဒီကျောင်းတွေကအရင်တော့ဆိုရင်ဝင်ခွင့်မှာတော်တော်လေး restrict ဖြစ်တဲ့ကျောင်းလေးတွေပေါ့အခုမှကျောင်းသားတွေအတွက်ကိုဒါကျောင်းတွေဘက်ကနေပြီးတော့ဖြေလျှော့ပေးတဲ့အချိန်မှာအခွင့်အရေးကိုတော့မိရယူသင့်တယ်လို့ကျမကတော့အကြံပြုချင်တယ်နောက်တစ်ခုပေါ့နော် D41 အပြင်ကျမတို့မှာ D47 ဆိုတဲ့ English language program လည်းရှိတယ်ဒီ language program လေးတွေကိုတက်ချင်တယ်ဆိုလို့ရှိရင်လည်းကျမတို့မှာ apply လုပ်ပေးတဲ့ကျောင်းလေးတွေက9ကျောင်းဝန်းကျင်လောက်ရှိရပေါ့နော်ဒါပေမဲ့အဲ့ထဲမှာကျမတို့ကျောင်းလာခသွင်းဖို့အတွက်ကိုအခက်အခဲရှိတဲ့သူတွေကျောင်းလာခအတွက်ကိုပတ်စံအရင်မထုတ်ဖဲနဲ့ဗီဇာရမှဗီဇာရတာသိကြမှကျောင်းလာခသွင်းချင်တဲ့ဆိုတဲ့သူတွေအတွက်ကိုလည်းအထူးခွင့်ရေးတွေကျမတို့ဒီ6လပိုင်း intake ကနေစပြီးတော့မှရရှိထားတာဖြစ်ပါတယ်ဒီတော့ကျောင်းလျှောက်တဲ့အချိန်မှာလည်းကျောင်းလာခသွင်းစရာမလို VCL ရတဲ့အချိန်မှာလည်းကျောင်းလာခသွင်းစရာမလိုဘဲနဲ့ visa approve ဖြစ်မှပဲကျောင်းလာခသွင်းရဆိုတော့ကိုရီးယားကိုတေချာပေါက်သွားရမယ်ဆိုမှကျောင်းလာကသွင်းချင်တယ်ဆိုတဲ့သူတွေအတွက်ကိုဒီ6လပိုင်း intake ကနေစပြီးတော့ကျောင်းလေး2ကျောင်းရှိမယ် D47 program ဖြစ်မယ်ပေါ့နော်ဒီဟာလေးတွေကလည်းပဲကျမတို့ကို enquiry လုပ်တဲ့ကျောင်းသားအများစုမှာစိုးရင်တက်ကြတဲ့စဉ်းစားပြီးကြံ့ကြာနေတဲ့အချက်ကလေးကိုပြည့်စုံသွားစေမယ်လို့ထင်ပါတယ်။ဒါ့အပြင်ကျမတို့ Train Korea မှာထူးခြားချက်အနေနဲ့ student loan ရှိတယ်။ကျောင်းသားတွေအတွက်ချီးငွေပေါ့နော်။ဒီကျောင်းသားချီးငွေလည်းကျမတို့ Train Korea နဲ့ collaborate လုပ်ထားတဲ့ microfinance ရုံးတွေမှာ student loan တွေကိုစီစဉ်ပေးလို့ရတယ်။ဒီ process တစ်ခုလုံးမှာရေးကြည့်တဲ့ show money အနေနဲ့ပြရတဲ့ငွေသားတွေအတွက်ကိုလည်းလောလောဆယ်မှာငွေသားအလုံးထဲကမရှိသေးလို့လုပ်ငန်းမှာလည်ပတ်နေလို့ရှိုးမနီနေနဲ့ထည့်ဖို့အတွက်ငွေသားစုံတရာအခက်အခဲဖြစ်တယ်ဆိုရင်လည်းငွေသားအငှားပြပေးတဲ့ service လေးတွေရှိတယ်။ဒီတော့ကိုရီးယားကိုကျောင်းသားတက်ဖို့အတွက်ဘာတွေစဉ်းစားနေအောင်ပါလဲ။ program အသစ်တွေကလည်းအများကြီးပေါ်လာပြီ။ကျောင်းတွေကလည်းဖြေလျှော့ပေးရတွေအများကြီးရှိလာပြီ။ဗီဇာရမှကျောင်းလာခသွင်းရတဲ့ program မျိုးတွေကလည်းရှိနေပြီ။ Train Korea agency ကလည်းပဲstudent loan တွေshow money အတွက်ကိုကျမတို့ကူညီပေးတဲ့ဝန်ဆောင်မှုလေးလည်းရှိတယ်ဆိုတော့ဘာမလို့တော့လေနော်ကဲကိုရီးယားအိမ်မက်တွေကိုအမြန်ဆုံးနဲ့အကောင့်ထဲပေါ်ဖို့ Train Korea ကိုအခုပဲအမြန်ဆုံးလာပြီးစီးရင်သွင်းမှမိမယ်နော်ဒီလိုမျိုး program တွေဒီလိုအခွင့်အရေးတွေဆိုတာကအများတန်းရှိနေမယ်လို့သတ်မှတ်လို့မရဘူး
တချို့သော special program တွေတချို့သောအခွင့်အရေးတွေက intake တစ်ခုစာလောက်ပဲပေးပြီးနောက် intake တွေမှာပြန်လည်ကျော်သွင်းသွားတဲ့ program တွေအများကြီးရှိတယ်ဖြေလျှော့ပေးထားတဲ့အချက်တွေမှာဆိုရင်လည်းဒီ intake မှာပဲပေးပြီးနောက် intake မှာဆိုရင်မရတော့တာတို့ဒီ intake တစ်ခုတည်းမှာတောင်မှပဲပထမဆုံးရှာထားတဲ့ကျောင်းသားဘလောက်မှဖြတ်ချပြီးတော့ဒီ special program တွေအထူးခွင့်ရေးတွေကိုပြန်ရုပ်သိမ်းတာမျိုးတွေလည်းရှိတတ်တယ်ဆိုတော့လေအမြန်ဆုံးစီရင်သွင်းပြီးလျှောက်ထားမှာပဲစိတ်ချရမယ်နော်ကျမတို့ Dream Korea ကိုလာရောက်ဆွေးနွေးခြင်းနဲ့ဒီ process လေးတွေကိုသေချာသိခြင်းနဲ့ကြောင်းရှာဖို့အတွက်စတင်ပြင်ဆင်ခြင်းတဲ့ဆိုရင်တော့ကျွန်တော်လာတာမျိုးနဲ့18လမ်း upload မှာရှိတဲ့ Dream Korea ရုံခန်းကိုတနင်္လာနေ့ကနေပြီးတော့စနေနေ့တစ်ဝက်ထိရုံးချိန်9:00နာရီညနေ9:00နာရီစနေနေ့ဆိုရင်မနက်9:00နာရီနေ့လယ်တနာရီအတွင်းမှာလာရောက်စုံစမ်းနိုင်ပါတယ်ဖုန်းနံပါတ်တွေဆိုရင်လည်း39994010 တို့ကိုဆက်သွယ်မေးမြန်းနိုင်ပြီးတော့ email ပို့ပြီးတော့စုံစမ်းခြင်းနဲ့ဆိုရင်လည်း edu@thetrain.com.mm ကို email ပို့မေးမြန်းနိုင်ပါတယ် TikTok channel Viber channel Telegram channel Messenger တွေကနေတဆင့်လည်းမေးမြန်းနိုင်ပါတယ်ကျမတို့ဒီ company အကြောင်းလေးကိုလေ့လာခြင်းနဲ့ဆိုရင်လည်း www.thetrain.com.mm ဆိုတဲ့ website လေးမှာကျမတို့ The Train Company info လေးတွေနဲ့ service လေးတွေကိုဝင်ရောက်လေ့လာနိုင်ပါတယ်ကိုရီးယားအိမ်မက်တွေကိုအများဆုံးအကောင့်ထဲပေါ်ဖို့ Dream Korea ကိုလက်လံခတ်လိုက်ပါနော်